မင်္ဂလာရှိသောနေ့လေးပါခင်ဗျာကိရိယာများကိုအသုံးပြုပြီးတစ်ပင်ကြီးရဲ့တစ်ခေါက်ကိုခွာနေကြပါတယ်သူတို့စုဆောင်းနေတဲ့ဒီတစ်ခေါက်ကိုရုပ်ခဗေဒတစ်ခေါက်တို့ကျွန်တော်တို့အသုံးများတဲ့ဟင်းခတ်အမွေကြိုင်တစ်ကြံပိုးခေါက်လို့ခေါ်ပါတယ်ပထမဆုံးအနေနဲ့အလုတ်သမားကဓာတ်ချစ်ကိုသုံးပြီးတစ်ကြံပိုးပင်ရဲ့အပြင်ခွန်ကိုဆင်အောင်ချစ်ထုတ်ပါတယ်ပြီးရင်တော့ဓာတ်ကောက်တစ်လက်ကိုတစ်ခေါက်တွင်းတဲ့အထိစိုက်ပြီးရှည်လျားတဲ့အစင်းကြောင်းတစ်ကြောင်းဖြတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့အတွင်းပိုင်းတိုင်းတစ်ခေါက်ကိုတဖြည်းဖြည်းချင်းခွအာယူပါတယ်ဒီလိုလုပ်နေတဲ့အချိန်မှာအရန်မွေးတဲ့အနံ့ကိုလည်းရရှိနိုင်ပါတယ်တချို့လူတွေကတော့လုပ်ငန်းထိရောက်မှုရှိစေဖို့အတွက်တစ်ခေါက်တစ်ခုလုံးကိုဓာတ်ရိုက်ခွာချလိုက်ကြပါတယ်အိမ်ရောက်မှပဲဓာတ်ငယ်လေးနဲ့အပြင်ခွန်ကိုပြန်ခွာကြတာပါဒီနေရာမှာတချို့သူတွေသိကျင်ကြတာကတစ်ကြံပိုးပင်ရဲ့တစ်ခေါက်ကိုခွာပြီးရင်အဲ့ဒီအပင်ကဆက်သက်ရှင်နိုင်ပါဦးမလားဆိုတာပါပဲအဖြေကတော့မတိကျပါဘူးခင်ဗျာအကယ်၍တစ်ခေါက်တစ်ခုလုံးကိုခွာပစ်လိုက်မယ်ဆိုရင်တော့အဲ့ဒီတစ်ကြံပိုးပင်ကဆက်ပြီးအသက်မရှင်နိုင်တော့ပါဘူးဒါပေမဲ့တစ်ခေါက်ချို့ကိုချမထားခဲ့ပြီးဆေးဖြန်းတာဒဏ်ရာကိုကာကွယ်ပေးတာမျိုးတွေလုပ်ရင်တော့အပင်ကိုဆက်လက်ရှင်သန်စေပြီးတစ်ခေါက်တစ်တွေပြန်ထွက်လာစေနိုင်ပါတယ်အခုလိုဗဟုသုတကောင်းတွေထပ်တင်ဆက်ပေးနေမှမို့ဘယ်မျိုးကအားပေးနေကြလဲဆိုတာပြောပြသွားကြပါအောင်ခင်ဗျာ